ကရင်လိုထမင်းကို ကရင်လိုထမင်းကိုမီရေကိုထီပေါ့ ရေကို ထီ ရေခဲချောင်း ထီခဲကြောင်းပေါ့ ရေခဲမုတ် ထီခဲမဟုတ် ရေနံစီ ထီနန်စီပေါ့ ထီခဲပလောက်တုတ်ကြတာ ရေခဲတော့ပေါ့ဝေးမနာပါနော်ဝေးကရင်လိုတကယ်ပြောနေတာကရင်လိုကြတော့တမီးကိုဖိုးမှုလို့ခေါ်တယ်ဝေးတာကိုကြတော့ဖိုးခွာအမေကိုအမိုးလို့ခေါ်တယ်ဝေးဖအေကိုကြတော့အပါလို့ခေါ်တယ်ဝေးဦးလေးကြတော့ဖာတီဦးလေးမိမဖာမဦးလေးမရင်ငယ်ဖာတယ်ပေါ့ ဟုတ်လိုက်လား ကရင်တို့ကြတော့အိမ်ရောက်ထူတောင်လူတို့ပေါင်မှာ ဟောအေးရထူတောင်လူတို့ပါ အိမ်ရထူတောင်လူတို့ပေါင်မှာအိမ်ဝိုင်းလေးတစ်လုံးစောက်ဖို့စီစဉ်ထားတယ်ဝေး အဲ့ဝိုင်းလေးစောက်ဖို့ဘယ်မှာစီစဉ်တာ ပေါင်ကြတော့မနောက်ပါနဲ့ဝေး မနှက်ပါဘူး အိမ်ဝိုင်းလေးစောက်ဖို့စီစဉ်ထားတယ်ဝေး အဲ့ဝိုင်းလေးစောက်ဖို့သဘောကျတယ် အိမ်ဝိုင်းလေးကိုစောက်လို့ဖို့စီစဉ်ထားတယ်ဝေး ဩအိမ်စောက်မှု အိမ်ဆောင်မလို့ဝေး ဩဟုတ် ကြမ်းခင်းကိုကြတော့ပြင်တောင်နဲ့ခင်းမယ်ပေါ့ ဟောကြံတယ် အကာကြတော့ဝါထရံနဲ့ခါမယ်ဝေး ဟောကောက်တာပေါ့ အမိုးကြတော့တက်ကဲနဲ့ပဲမိုးလိုက်တော့မဝေး ဟိုအဲ့အမိုးကိုဘယ်မှာထားမှာ อ๋อအမိုးကြတော့အပေါ်ကထားကြတာပေါ့ ကျွန်တော်မြင်မှုတာတော့အမိုးကအောက်ကနော် မဟုတ်ဘူးလေအိမ်တဲ့အမိုးကအပေါ်ကထားမှရမှာပေါ့ဝေး မဟုတ်ဘူးကျွန်တော်မြင်မှုတာအမိုးကအောက်က နင်တယ်လီဂရမ်ထဲမှာဟိုကားတွေကြည့်တာများနေပြီဝေး